ကျွန်တော် gateway software ကိုအရင်ဆုံးစဖွင့်မယ် start menu တွေက gateway အရင်ဆုံးတော့ software တော့သွင်းထားမှာပေါ့နော် gateway ကိုကျွန်တော်ဖွင့်လိုက်မယ်ဒီလို box လေးပေါ်လာရင်တော့ hardware ကို test လုပ်မှာ yes လို့ပဲနှိပ်ပေးလိုက်ပါတော့ကျွန်တော် laptop မှာရှိတဲ့ computer မှာရှိတဲ့ sound engine ကိုသူ test လုပ်တာပေါ့ successfully ဖြစ်သွားပြီ okay ဒီမှာသူ MIDI port တွေရွေးခိုင်းလာဒီနှစ်ခုပေါ်တယ်ဒီနှစ်ခုလုံးသာရွေးပေးလိုက်ပါဘာမှမဖြစ်ဘူး okay ဒါဆိုကျွန်တော်စပွင့်ပါပြီကျွန်တော်တို့ဒီမှာ Yamaha Wow keyboard အားလုံးအတွက် MIDI sound တွေဒီမှာနေတခါလဲရေးလို့ရတယ်ခင်ဗျရေးပြီးစေပြီးတော့ MIDI sound နဲ့စေပြီးတော့ keyboard မှာပြန်ဖွင့်လို့ရတယ် style ကတော့ဒီကနေခေါ်လို့မရဘူးဗျဒီကနေကသူက sound ပဲခေါ်လို့ရတယ်ဥပမာကျွန်တော် open နှိပ်လိုက်မယ်သူထဲမှာနမူနာထည့်ပေးထားတဲ့မှာ drum style ရှိမယ် drum style လေးဖွင့်လိုက်မယ်ကျွန်တော်တစ်ချက်ဖွင့်ကြည့်လိုက်မယ်ဒါဆိုထွက်နေပြီနော်ဒါထွက်နေပြီအဲ့တော့ကျွန်တော် style ရေးဖို့ပြင်ဆင်မှာဖြစ်တဲ့အတွက်ဒီကောင်ကိုပြန်ပိတ်လိုက်မယ်ပိတ်လိုက်ပြီးမှ desktop မှာကျွန်တော် Yamaha style လေးတွေခေါ်ထားတယ်ဒီကောင်တွေကိုဒီတိုင်းဆိုရင်မပေါ်ဘူးတော်ဒီမှာ style file ဆိုပြီးပေါ်နေအဲ့ဒါကိုညာ click နှိပ်မယ် open with မှာ gateway ဆိုပြီးတော့ပေါ်နေတယ်ဒါပေမဲ့ကျွန်တော်လူတိုင်းရှိမှာပေါ်ချင်မှပေါ်မယ်အဲဒါကြောင့်ကျွန်တော် choose another app ကိုနှိပ်မယ်မပေါ်ရင်လောက်ရမယ်ဟာပေါ့နော်အောက်မှာ choose an app on your PC ဆိုတော့နှိပ်မယ်ဒါဆိုရင်ကျွန်တော်ကိုယ့်ရဲ့ window တွေရောက်သွားsystem file တွေရောက်သွားအဲ့မှာကျွန်တော် C ကိုနှိပ်မယ် C ထဲမှာ audio ဆိုတာရှိရထိတ်ဆုံးမှာအဲ့ audio ကိုဖွင့်လိုက်မယ် CW9 gateway pro audio 9မှာဒီကောင်ကိုဖွင့်မယ်ဒီမှာ CWPA ဆိုတဲ့ဟာလေးရှိတယ်ဒါလေးကိုကျွန်တော်ရွေးလိုက်ရွေးပြီး open လုပ်လိုက်ဒီမှာပေါ်သွားပြီသူ့ကိုအမြဲဖွင့်မလားဆိုတော့ always ဒီ style file ကိုအမြဲဖွင့်နိုင် gateway မှာပဲဖွင့်အောင်လို့ always ဆိုရွေးလိုက်ဒါဆိုဒီမှာပွင့်လာပြီဒီကောင်ပေါ်လာရင်ဘာမှမလုပ်တော့ okay ပဲနှိပ်မယ်ပုတ်ပါ remix ဆိုတဲ့ဟာလေးကကျွန်တော်ကိုခင်နိုင်တဲ့ဒီတုန်းကလုပ်ဖို့တီးဖို့အတွက်ကြာပိုင်းမောင်မျိုးကလက်နဲ့တီးပေးပါကျွန်တော်ကဒီ gateway နဲ့ edit ပြန်လုပ်ထားတာပေါ့ဒီလိုပေါ်လာရင် okay ပဲနှိပ်ပါပြီးရင်ဖွင့်မယ်ဒီ style မှာဆိုရင်ကျွန်တော်ဘာလုပ်ထားလဲဆိုတော့ intro A မှာပေါ့ဒီမှာ intro A မှာကျွန်တော်ဖွင့်ကြည့်လိုက်မယ်အတန်လေးမမှန်သေးဘူးအတန်လေးမမှန်သေးဘူးဆိုတော့ဒီကောင်ကိုကျွန်တော်တို့ patch ကပေးအောင်သူ sound တစ်ပိုက်တွေရေးပြရမယ်ကျွန်တော်တို့မျက်စိရှင်းအောင် channel ကိုဒီဘက်ရွှေ့လိုက်မယ် channel တန်းကိုကျွန်တော်တို့ကဒီ MIDI မှာအမြဲတမ်း channel တန်းကို drum ထားပေးရမယ်ဒီမှာ electric guitar ဖြစ်နေတယ်အဲဒီကောင်နှစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာ channel တန်း instrument ကိုကျွန်တော် Roland GS Transact ရွေးထားလိုက်မယ် okay Roland GS Transact ရွေးမယ်ဒီနေရာမှာဒါတော့ဒီတိုင်းထားလို့ရတယ်ဗျပြီး okay နှိပ်လိုက်မယ်ပြီးခုန intro ရေးအစလေးကိုတွားမယ်ဖွင့်ကြည့်မယ်ဟောဒါမေးရည်ပဲဒီမှာကျွန်တော်တို့ intro B မှာပါထည့်ထားလဲintro B ရှိမယ် intro A ရှိမယ် intro A ဒီကပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ tempo ဒီမှာကြည့်ထားပဲ130အဲ့ဒီကောင်ကိုကျွန်တော်ကလိထားတယ် intro A ကိုဖွင့်လိုက်မယ်ဒီမှာ89 89 80ကနေစပြီးမြန်လာတာပေါ့ဒီမှာကြည့်တော့ပြဒီ
ဒီကောင်ကိုတီးတာတင်ရှောင်းအပြင်ထုတ်လို့ရမလားဒီဘက်နားလေးဆွဲထားတယ်ဒီမှာ100ခွန်ဒီကောင်ဆက်စချင်းဟာ80ကနေစမှာဒီမှာကြည့်လိုက်မယ်80လား60လားဖွင့်လိုက်မယ်80ဒီမှာပြေးပြေးနဲ့မြန်သွားတာပေါ့130သူပြေးမြန်သွားတာဒါ intro မှာကျွန်တော်200နေမြန်သွားတဲ့ခါလေးကိုကျွန်တော်ထည့်ထားတာပေါ့ဒါကျွန်တော် keyboard မှာလုပ်လို့မရအောင်keyboard မှာတော့လုပ်လို့ရတယ်ဗောနော်စိတ်မလားဆို no ပေါ့ပြီးသွားရင်ကျွန်တော်ဒီ keyboard နဲ့ပဲအစဆုံးရေးထားတဲ့အချစ်ဆုံးမှုပြောပြခြင်းပါတယ်ဆိုတဲ့ style လေးပေါ့ဒီဟာလေးဆိုရင်ကျွန်တော်အဓိကတစ်လုံးမှလက်နဲ့မတီးထားပါဘူးအဲ့တော့ဒီကောင်ကိုကျွန်တော်ဗာဖွင့်ပြခြင်းလဲဆိုတော့နောက်ဆုံး anti ပေါ့ anti B မှာကျွန်တော် click ဆွဲသွားတဲ့ဟာလေးရှိတယ်ဟော anti A မှာကျွန်တော်ဖွင့်လိုက်မယ်ဒီမှာ tempo လေးကိုကြည့်ထားဗျ114မဖြည်းဖြည်းနှေးသွားမှာဖြည်းဖြည်းနှေးသွားရင်ဒါ risk ဆွဲသွားတဲ့ဟာပေါ့နော်အဲ့လိုနှေးဝအောင်လုပ်လို့ရတယ်မြန်ဝအောင်လုပ်လို့ရတယ်ကျွန်တော် main နေမှာတစ်ခုနဲ့တစ်ခု tempo မတူအောင်ထားလို့ရတယ်ဒါဆိုတာကျွန်တော်ဒီကောင်နဲ့ဖန်တီးထားတဲ့ဟာပေါ့နော်လက်နဲ့တီးတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်အမီးမရှိတော့အားပူပါတယ်ဆိုတော့ကျွန်တော်စားတော့ဆိုင်ခစ်စားတဲ့တခြင်းပေါ့ဒီချင်းကိုကြာဝိုင်းကိုမျိုးကကျွန်တော်ကိုလက်နဲ့ရိုက်ပြီးတယ်ကျွန်တော်ကကွန်ပျူတာနဲ့ edit ပြန်လုပ်တယ်ဘာတွေလုပ်ထားလဲဆိုရင်ကျွန်တော်တစ်ချက်ပြမယ်ဗျအဲ့ဒီကောင်ကကျွန်တော်ဘယ်ထဲမှာရှိမလဲဆိုခဏလေးဗျကျွန်တော်ဒီ style နဲ့ကကိုခဏနဲ့ဒီတော့လောက်ထားတာပဲအာပူဒီကောင်လေးကျွန်တော် copy ကူးလိုက်မယ်ရတော့ဒီ desktop မှာကျွန်တော် save လိုက်မယ် paste လုပ်လိုက်မယ်အဲဒီမှာဒီအာပူဟာကြိုက်ဝိုင်းမောင်မျိုးကကျွန်တော်ကိုလက်နဲ့တီးပေးထားတယ်ကျွန်တော်ကကွန်ပျူတာနဲ့ edit ပြန်လုပ်တယ်ပေါ့နော်ကျွန်တော်ဗမာတန်မတက်တော့ကိုမျိုးပဲအားကိုးရတယ်ဗမာတန်လေးဆိုအဲ့မှာကျွန်တော်လှုပ်ထားလေးက anti B ပေါ့ anti B ကြော်ဝိုင်း anti B မှာ tempo တီးနေနေတော့ပြောင်းသွားတဲ့ပုံစံပေါ့ဒီမှာသူဒီ style ရဲ့ default tempo က145ပေါ့ကျွန်တော်ဖွင့်ကြည့်လိုက်မယ်မကြည့်130နဲ့100နဲ့ကိုကူးနေတယ်100ဖြစ်သွားမယ် down ဆိုတဲ့နေရာမှာ100ဖြစ်သွားတာဒါအန်ဒီလေးမှာ तू က intro အတွက်ကိုထည့်ထားတာပါ intro ဒီမှာတစ်ချမ်းထည့်ထားပြီးတော့နောက်တစ်ခုကကျွန်တော်တို့ तू intro B မှာထည့်ထားတယ်ဟုတ်တယ် intro B မှာintro နောက်တစ်ခုလေးလာမယ်အဲ့ဒါကြတော့ကျွန်တော် tempo တစ်ဖြည်းဖြည်းမြန်သွားမှာဒီမှာ145ပုံမှန်ကိုဘယ်ကနေစမလဲဆိုတော့တစ်ချက်ကြည့်လိုက်ပေါ့130ကနေစsorry NDB ဒါကြီးပဲပြန်ဖွင့်ပြကျွန်တော် intro သွား intro C ဖြစ်မှတယ်တစ်ချက်ဖွင့်ကြည့်လိုက်မယ်ဟုတ်တယ်80ကနေစ145တိပြေးပြေးမြန်သွားတော့
200ပြည့်မြောက်သွားတာအချက်ပြန်ပြမယ်နော်ကျွန်တော်ဒီမှာ85နေစမယ်နောက်ပိုင်း145နဲ့16သွားပြီဒါ200နေမြန်သွားတာပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်ကျွန်တော် main တွေကိုလည်းတစ်ခုနဲ့တစ်ခုတန်ပိုမတူအောင်ထားလို့ရတယ်အဲ့တော့ဒီကလေးပြန်ပိတ်လိုက်မယ်အဓိကကတော့ဗျာကျွန်တော်ဒီ style တွေကိုကိတ်ဝက်မှာ open web နဲ့ကိတ်ဝက်မှာတော့ဖွင့်ရမှာပါနော်ခုနကျွန်တော် open web မှာကိတ်ဝက်ကိုရွေးထားပြီးသားဖြစ်တဲ့အတွက်ဒီကောင်နှစ်ချက်နှိပ်တာနဲ့ဟိုသူကတန်းဖွင့်ပြီပေါ့နော်ပုံမှန်ဆိုရင်တော့ခုနကျွန်တော်ပြတဲ့အတိုင်းသူ့ default ကိတ်ဝက်နဲ့ပဲဖွင့်မယ်ဆိုတဲ့အကြောင်းရွေးပေးထားလိုက်အောင်မယ်ကိတ်ဝက်ကနေဒီ style တွေကိုခေါ်ထည့်လို့မရဘူးဗျကျွန်တော် style တစ်ခုရေးချင်တယ်ဆိုဒီမှာကျွန်တော် test style ဆိုပြီးထထားတယ်အဲဒီကောင်လေးတစ်ချက်ဖွင့်လိုက်မယ်အဲဒီမှာပွင့်သွားပြီပွင့်သွားရင်ဒီမှာတစ်လိုင်းချင်းကိုကျွန်တော်တို့စိတ်ကြိုက်ပြန်ရေးလို့ရတယ်ဗျဥမာ channel 10ဆိုရင်ဒါပုံမှန် default ကျွန်တော် drum ပေါ့ကျွန်တော်ချဲ့လို့ရတယ် plus လေးကိုနှိပ်ပြီးတော့အဲဒီမှာသူ main A main phase A အဲ့လိုမျိုးပေါ်နေတယ်အဲ့မှာကိုကကြိုက်တယ်လို့ပြန်ပြင်လို့ရတယ်ရေးလို့ရတယ်ဒီမှာခဲတံနဲ့အဲ့တော့ဒီဟာကိုမကြိုက်တဲ့ဟာကိုပြန်ပြင်လို့ရတယ်ဒီဘက်မှာ note ပေါ်အောင်လဲလုပ်လို့ရတယ်ဒီဘက်မှာ number တွေပေါ်နေတယ်အဲ့ဒါကိုကျွန်တော် use the note name instead ဆိုပြီးတော့ပေါ်လာမယ်အဲ့မှာရွေးလိုက်ကျွန်တော်Roland GS transact ပဲရွေးလိုက်မယ်MIDI ကျွန်တော်ဆိုလဲပေါ်မယ်ထင်တယ်ပါလေကျွန်တော်လည်းမသုံးတာကြာပြီဟုတ်တယ်ပေါ်တယ်ဒီမှာကိုကြိုက်တဲ့အတန်တွေရွေးပြီးဘက်မှာရေးသွားရုံပဲ main A ရေးမလား main B ရေးမလားဒီမှာလိုချင်တဲ့နေရာကိုတန်းသွားလို့လည်းရတယ်ဒါဟိုးတော့ style ပေါ့နော် SS1 နဲ့ format နဲ့ main A ရဲ့ main B ရဲ့နှစ်ခုပဲပါတဲ့ style ကိုကျွန်တော်နမူနာခေါ်ဖွင့်တာပေါ့အဓိကကတော့အခုလိုရေးပြီးကိုစိတ်ကြိုက်ပြင်တခါတည်းပြင်သူကပြင်အဲ့လိုမပြင်မဲနဲ့စိတ်လိုက်ပြီးတော့မှပြန်ဖွင့်လို့ရှိရင်ဒီကောင်လေးတွေကဘာသဘောလဲမသိဘူးနောက်ကိုနည်းရွေ့သွားတယ်အခုတော့ရွေ့နေတယ်ကျွန်တော်နှစ်ခါဖွင့်တာလို့ရွေ့သွားတယ်အဲ့ကြတော့မထုံတော့မကြိုက်တော့ဘူးပေါ့နော်ဟိုဘိဘာမကြိုက်တော့ဘူးဖြစ်ကုန်မယ်အဲ့ရေးရင်တဘရိတ်ထဲပြီးအောင်သာရေးပလိုက်ကိုရိုက်မဲ့ style တစ်ခုအပြီးပေါ့ပြီးသွားရင်ကျွန်တော်ဒီကစိတ်ကိုပဲနှိပ်ဒီမှာ floppy disk ပုံစိတ်လေးကိုနှိပ်လို့ရတယ်ဒီကစိတ်ကိုနှိပ်လို့ရတယ်CS ကိုတော့တော့မနှိပ်နဲ့ CS ကိုတော့နှိပ်ရင် तू က MIDI format 0လုံးမလား1လုံးမလားဆိုပြီးတော့ sound format နဲ့ပဲတင်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်အခုစာ style မဖြစ်တော့ဘဲနဲ့ sound ဖြစ်သွားလိမ့်မယ်အဲ့တော့အခုကကျွန်တော်က sound ကနေ style ကနေ direct တန်းဖွင့်တာဖြစ်တဲ့အတွက်ဒီက save ကိုပဲနှိပ်အဲ့ဆိုရင်ကျွန်တော် save လိုက်တဲ့ဟာက style လေးနဲ့ပဲရှိနေလိမ့်မယ်အဲ့ဆိုကျွန်တော် keyboard ထဲမှာပြန်ပွင့်မယ် save တာလေးကိုသိဖို့ကျွန်တော်တော်တော်ကြီးကိုအချိန်ပေးပြီးတော့ကျွန်တော်တော်တော်လေးလာခဲ့ရတယ်ဗျအခုကဒါချက်ချင်းမိတ်ဆွေတို့သိရပြီပေါ့ကျွန်တော်ပထမပိုင်းမှာတော့ Yamaha keyboard style တွေကိုကိတ်ဝက်မှာဖွင့်တဲ့အကြောင်းကိုကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။တောင် MIDI အခြေခံရှိတဲ့လူတွေအတန်ဖန် software တွေနဲ့ကျွမ်းတဝင်ရှိတဲ့လူတွေ MIDI ရေးဘူးတဲ့လူတွေဆိုရင်တော့ကောင်းကောင်းရေးနိုင်ပါပြီเนาะပထမဗီဒီယိုနဲ့ဘာမှမသိသေးဘူးဆိုတဲ့လူတွေအတွက်တော့ကျွန်တော်ကိတ်ဝက်မှာ MIDI ရေးနည်းတွေကိုဆက်လက်ပြီးတော့တင်ပြပေးသွားပါမယ်။ကျွန်တော်ကိတ်ဝက်မှာ style တွေကိုပြန်ပြင်ရေးမယ်ဆိုရင်မဖြစ်ဖြစ်စောင်းရေးမယ်ဆိုရင်မဖြစ်ဖြစ်ပေါ့နော် MIDI ကိတ်ဝက်နဲ့ကိုအသုံးပြုပြီးတော့ MIDI ရေးတတ်ဖို့တော့လိုပါတယ်အဲ့တော့စောင်းကပိုအခြေခံကြတယ်ပေါ့ဗျာစောင်းရေးတဲ့တိုင်း style ကိုဘယ်လိုပြန်ပြင်ရေးတတ်သွားပြီလေအဲ့တော့ကိတ်ဝက်မှာကျွန်တော်တို့အခြေခံရေးသားနည်းလေးတွေကိုကျွန်တော်အရင်လေ့လာလိုက်အောင်ပထမအဆုံးအနေနဲ့ကျွန်တော် drum ရေးတာလေးအရင်ရေးကြည့်မယ်ဗျာကိတ်ဝက်စာဖွင့်တာနဲ့အခြေခံမသိမဖြစ်သိရမယ့်အချက်ကလေးတွေနဲ့ကျွန်တော်ရှင်းပြပြီးတော့ပါမယ်ကျွန်တော်လည်းပညာရှင်တော့မဟုတ်ပါဘူးကျွန်တော်တော့မသိသေးတဲ့နားမလည်သေးတဲ့လူတွေကတောင်းဆိုတာတွေလည်းရှိလို့ကျွန်တော်တတ်တဲ့လောက်သိတဲ့လောက်လေးမျှဝေပေးတာဖြစ်ပါတယ်ချစ်တဲ့မျက်စိနဲ့ပဲကြည့်ပေးကြပါကျွန်တော်ကိတ်ဝက်ကိုဖွင့်လိုက်မယ်
ဒါသူပထမဆုံးတစ်ခုပေါ်လာပြီပေါ့ပေါ်လာဒါမပေါ်လာရင်လည်းဒါကျွန်တော် new ဆိုပြီးခေါ်လိုက်လေရပါတယ် new မှာ normal ပဲပေါ့အဲ့တော့ကျွန်တော် drawing ရေးမယ်ဆိုရင်ဒီမှာ channel မှာကျွန်တော်10ယူလိုက်ပါမယ် channel 10ပေါ့တော့ midi မှာကျွန်တော်တို့သူနိုင်ငံတကာပေါ့နော်သတ်မှတ်ချက်က channel 10ကိုကျွန်တော် drawing အမြဲတမ်းယူကြပါတယ် keyboard ဒီမှာ style တွေကိုဖွင့်ကြည့်ကြည့်ပါ channel 10နဲ့ drama ပဲနော် style တိုင်းမှာ channel 10 drama ပဲအဲ့တော့ကျွန်တော်ဒီ name နေရာမှာရေးလိုက်ရရေးလိုက်ရရေးချင်လည်းရေးလိုက်လို့ရတယ် drama ပြီးသွားရင် patch မှာကျွန်တော်ဘာယူမလဲပေါ့ဘာယူမလဲဆိုရင် patch ကိုကျွန်တော်နှစ်ချက်နှိပ်လိုက်မယ်တက်လာတဲ့ box မှာကျွန်တော်ဒီ channel 10တော့ကျွန်တော် drawing ရွေးထားပြီးလို့ drawing တစ်ခါလေးပေါ်နေပြီနော်အဲ့လိုမပေါ်ဘူးဆိုရင်ဒီနေရာမှာမပေါ်ဘူးဆိုရင်ကျွန်တော် instrument နှိပ်ပြီးတော့ channel 10ကို Roland GS transit လေးကိုရွေးပြီးပါပြီးရင် band မှာကျွန်တော်တို့ Roland GS transit ပဲရွေးမယ်အောက်မှာ patch မှာကကျွန်တော်တို့ဘာယူမလဲပေါ့ standard ရှိတယ် room ရှိတယ် power ရှိတယ် electronic တို့ဘာတို့ jazz တို့ဒါတွေရှိတယ်ပေါ့နော်ကျွန်တော်လောတဲ့ standard နဲ့ပဲယူလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်အဲ့ဒါဆိုတခုရပြီဆိုရင် volume မှာကျွန်တော်လောဆယ် drone 100ပဲထားလိုက်ပါမယ်pan ကတော့ကျွန်တော်ဘယ်ညာ left right ခွဲတာပေါ့နော်ကျွန်တော်ကတော့ center မှာပဲထားမှာဖြစ်တဲ့အတွက်64ပဲထားလိုက်ပါမယ်သူက120ခွန်အထိရှိတယ်တစ်ကနေ120ခွန်64ဆိုတာကတော့အလဲပဟိုပေါ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကို select လုပ်လိုက်ပြီးရင်ဒီပေါ်မှာ piano row နဲ့ခေါ်ရေးလို့ရတယ်ဒါ event list ကကျွန်တော်ရေးပြီးသွားလို့ရှိရင်ကောင်ကျွန်တော်အထက်မှာပြင်တဲ့ဟာတွေဒါနောက်ပိုင်းလာမှာပေါ့နော် event list မှာဝင်ပြင်လို့ရတာရှိတယ်နောက်ဒီမှာ step note နဲ့လည်းရေးလို့ရပါတယ် step note နဲ့ရေးခြင်း step note ခေါ်လိုက်ခေါ်ပြီးဒါ step note နဲ့ကျွန်တော် 20 ရေးသွားလို့ရပါတယ်နော်ကျွန်တော်ကတော့ piano row ပဲတန်တဲ့အတွက်ကျွန်တော် piano row ပဲခေါ်လိုက်ပါမယ်ဒီနေရာမှာအတမပေါ်မှာတစ်ခေါက်မှပြောထားပါတယ်ညာ click နှိပ်ပြီးတော့ဒီအောက်ဟာလေးကိုနှိပ်ဒီအောက်မှာဒီ Roland GS transit ကိုရွေးထားလိုက်ရင်ဒါဒီနာမည်လေးနဲ့ပေါ်တယ်ပေါ့နော်အဲ့မှာကိုကြိုက်တဲ့အတန်လေးနဲ့ကျွန်တော် get ကျွန်တော် keyboard မှာဆိုရင်တော့ C ပေါ့ C နေရာ drum ပဲကျွန်တော်သုံးကြပါတယ် get ကိုအဲ့တော့ဒီလိုရေးတဲ့နေရာမှာကျွန်တော်မခဲတန်အပေါ်ခဲတန်လေးယူလိုက်မယ်ဒီကိုနှိပ်လဲရတယ်ခဲတန်လေးယူပြီးဒီမှာရေးလို့ရပြီရေးရဆိုရင်ကျွန်တော်ကဒီမှာသူ့တန်ဖိုးတွေတွက်ပြီးရေးလို့ရတယ်ကိုက whole note လားအမင်းလား crotchet လားကွေပါလားအဲ့လိုပေါ့နော်စီမီကွေပါလားယူလို့ရတယ်ဒီမှာ grip ရှိတယ် grip ကိုဒီ3တို့ဘာလို့ဆိုတာတော့ကျွန်တော် triplet note တွေရေးတဲ့အချိန်မှာသုံးတာပါတပီကို3ချက်တီးတာတို့နှစ်ပီကို3ချက်ညီမျှတီးတာတို့တပားကို3ချက်ညီမျှတီးတာတို့အဲ့ဒါမျိုးကြရင်ဒီ triplet ကိုနှိပ်ပြီးတီးရပါတယ်အခုလောတဲ့ကျွန်တော်ရိုးရှင်းရှင်းကျွန်တော်16 note လေးယူထားလိုက်မယ်ဗျာ16 note ယူထားလိုက်မယ်ဒီမှာလည်းဒီ grip မှာကျွန်တော်ညာဘက် click နှိပ်လိုက်သူကဒီမှာ quarter ပေးထားတယ်ကျွန်တော်16ယူလိုက်မယ် quarter note နဲ့ကျွန်တော်မလုံတော့16 note ယူမှဖြစ်မယ်အဲ့တော့16 note ဆိုတပီကို4လုံးရေးလို့ရတာပေါ့နော်စရေးကြည့်မယ်မ bass drum kick drum အဲ့တော့1မှာတစ်ချက်တီးမယ်ပေါ့ဗျာပြီးရင်2ရဲ့ M ပေါ့ဒီတဝက်နေရာလေးကိုနောက်ကျွန်တော်ချလိုက်တော်သူ auto grid ကတ်သွားလိမ့်မယ်ကျွန်တော်ကဒီမှာဒါ quantize ပေါ့ဗျာပြောရရင်တော့သူ snap လောက်ထားတာဆွဲကတ်တာပေါ့နောက်ဒီမှာကျွန်တော်ယူလိုက်မယ်ဟုတ်ပြီ2ဟုတ်ပြီပြီးရင်ကျွန်တော်စနေကို E နေရာမှာ E နေရာစနေယူလိုက်အဲဒီကော2 ထပ်ပြီးသွားရင်ကျွန်တော် close open high has crash
close hi-hat ဆိုတော့ဒီကောင်ကိုကျွန်တော်ဟောကွေပါလေးယူလိုက်မယ်တပိတပားကိုရှစ်လုံးပေါ့sorry မကတ်သွားပြီလေးလုံးယူထားတာအဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ်ဟုတ်ပြီတမ်ပိုလေးကိုကျွန်တော်120ထားကြည့်မယ်ဒီမှာတမ်ပိုနော်100ဆိုတော့နည်းနည်းနှေးသလိုခံစားရလို့120ရလိုက်မှာတမ်ပိုဟုတ်ပြီဒါမဲ့ကျွန်တော်အခုရေးသွားတယ်ဆိုရင်ဒီကောင်ညာကလစ်နှိပ်သူ့ရဲ့တမ်ပိုကိုပြတယ်ဗျအဲ့ဒီမှာသူ့ရဲ့ velocity က100ဆိုတော့ကျွန်တော် high ကိုအဲ့လောက်မကျဲခြင်းကျွန်တော် sweat တင်လိုက်အော်ပါတယ်လေနော်မ sweat တင်လို့ရတယ်ဒါလေးကို sweat တင်လိုက်မယ် sweat တင်လိုက်ရင်ကျွန်တော်ဒီကောင်လေးကိုအရင် selection tool လေးကိုယူလိုက်မယ်ကျွန်တော် high တလိုင်းနဲ့အရင်ပြင်ခြင်းလို့ဒီ high 8ခုကိုကျွန်တော် select လုပ်လိုက်မယ်အဲ့ဒါဆိုအောက်မှာ high 8ခုဖြစ်သွားပြီ select လုပ်ပြီးသားပြီအဲ့မှာဒီမှာ velocity ထိချက်ကိုကျွန်တော်ဒုတိယချက်ကိုဆိုပို့ရှော့ဒုတိယချက်လေးလိုက်ရှော့ဒီကဘာလို့လူက high hat ကအတန်တန်းတိုင်းမဖြစ်ဘူးလေကျွန်တော်လူရဲ့မှုပေါ့အဲဒီလိုလေးနည်းနည်းကိုနုစိတ်နိုင်တယ်လို့လူတီးရလည်းပို့ထူတာပေါ့နော်ကျွန်တော် W ကိုနှိပ်ထိတ်ဆုံးကိုပြန်သွားတယ် Okay ဒီကောင်ခဏပြန်ဆွဲချလိုက်မယ်ဒီကောင်အပေါ်နဲ့တင်မယ်ပြီးကျွန်တော် selection tool ယူမယ်ပြီးဒီကောင်အကုန်လုံးကျွန်တော် select မှတ်လိုက်မယ် select မှတ်ပြီးတော့ကျွန်တော်ကွန်ပျူတာကနေပြီးတော့ control C ပေါ့နော် copy ယူလိုက်မယ်။ဘာဒီမှာပေါ်လာမယ် tempo change ပါညာ master key change ရတယ် okay ပဲနေလိုက်။ပြီးရင်ကျွန်တော်2နေရာမှာ cursor ကိုချမယ်။ချပြီးတော့ control V ကိုနှိပ်မယ်။အဲဒါဆိုသူ paste လိုက်မယ်။ဒါဆို copy ပွားရတာပေါ့။ဒါဆိုကျွန်တော်နှစ်ဘားပတ်တန်ဖြစ်သွားပြီ။နှစ်ဘားပတ်တန်ဆိုတော့ကျွန်တော်မတူအောင်ပုံစံလေးကိုကျွန်တော်ဒီနေရာမှာဒုဆိုပြီးတစ်ချက်ထည့်လိုက်မယ်ဒီကောင်ကိုကျွန်တော် selection tool ပြင်လိုက်မယ်ဒီကောင်ကိုကျွန်တော် open highlight နေအောင်ရွှေ့မယ်ဟုတ်ပြီအဲ့ဒါနောက်ကြည့်မယ်ဒါဆိုတော့ကျွန်တော်နှစ်ဘားရပါပြီအဲ့တော့ဒါလေးကိုကျွန်တော်ဒီနှစ်ဘားကို copy ကူးလိုက်မယ်အမှန်တော့ဒီကောင်ကကျွန်တော်စကူးခြင်းတဲ့နေရာကို F9 နှိပ်လို့ရတယ်စုံးတဲ့နေရာကို F10 နှိပ်လို့ရတယ်စမှတ်နဲ့စုံးမှတ်ပေါ့နော်ဒါပြီးတော့အဲ့ဒါကိုမှ copy နှိပ်လိုက်လို့ရတယ်ဆိုတော့အခုတော့ဒီလိုလေးပဲလုပ်လိုက်မယ်ဒီလိုလေးပဲလုပ်ပြီးတော့ကျွန်တော် control C ဒီကနေပြီးတော့ copy နှိပ်လဲရတယ်အဲ့တဲ့အောက်က copy လဲရတယ်ပြီးရင်ဒီမှာ3မှာကျွန်တော်ချမယ်ပြီးရင် control V ပေါ့ဒီကဒီနှိပ်လဲရအဲဒါဆိုရင်ကျွန်တော်၄ပါးဖြစ်သွားပြီ၄ပါးကိုကျွန်တော်ခဏလေးညင်တောင်ခဏချုပ်လိုက်ဒီ၄ပါးလုံးကိုကျွန်တော် select လုပ်မယ်
ပြီးရင် control C နှိပ်မယ်ပြီးသွားရင်ကျွန်တော်5ပါးမြောက်မှာ control V နှိပ်ပြီးတော့ပြန် paste လုပ်မယ်ဒီမှာကိုက repetition ကိုအနည်းဆုံး2ကြော့နောက်ထပ်ဘယ်နှပါပွားခြင်းလဲပွားခြင်းတော့ကိုဒီမှာ repetition မှာရိုက်လို့ရပါတယ်အဲကျွန်တော်အခုတော့တစ်ခုပဲပွားမယ်ဒါဆိုရင်ကျွန်တော်တို့10ပါး pattern တစ်ခုဖြစ်သွားပြီ1 2 3 4 5 90 10ပါး pattern ဖြစ်သွားပြီအဲ့တော့ထိတ်ဆုံးကိုပြန်လာမယ်ကျွန်တော်အစထွက်တဲ့ချင်းမှာဒါကျွန်တော်ထုံးတဲ့အတိုင်း symbol လေးတစ်ချက်ထည့်ရအောင် symbol ထည့်ရမယ်ဆိုတော့ဒီကောင် close hi-hat ဆိုတော့ဟိုဘက်အပေါ်က A နေရာအပေါ်က A နေရာဆိုတော့ question အဲ့နေရာကိုဒီ hi-hat လေးကိုကျွန်တော်နေရာရွှေ့လိုက်မယ်တစ်လုံးနဲ့ဒါဆိုရင်ကျွန်တော်နားထောင်ကြည့်စောကချင်းထွက်ချင်းမှာဟိုပါလာ symbol ပါလာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်10ပါးမြောက်မှာကျွန်တော်roll လေးထည့်မယ်ဗျာ roll လေးထည့်မယ်ဆိုရိုးရှင်းရှင်းလေးပဲထည့်မယ်ဒီကောင်ကိုကျွန်တော် hi-hat အဖွင့်လေးထည့်လိုက်ပြီးရင်ဒီ hi-hat တွေကိုဒီ hi-hat ဒီကုန်းတော့ကျွန်တော်ဖြတ်ပြီတလီနေဖြတ်လိုက်မယ်အဲ့တော့တော့ရိုးရှင်းရှင်းလေးပဲဒီမှာစနေတစ်ချက်တည်လိုက်မယ်ဒီကောင်ကျွန်တော်ခဲပြက်ယူလို့လေရနော်ဒီကောင်ခဲပြက်လေး E ကိုနှိပ်လိုက်ခဲပြက်ဖြစ်တယ်ဒီကောင်လေးကိုဖြတ်လိုက်မယ်ကျွန်တော်ပြီးရင်ကျွန်တော် D ကိုနှိပ်ပြီးတော့ခဲနဲ့ပြင်လိုက်မယ်ဒီကောင်နဲ့တဲ့တယ်မှာကျွန်တော် hi-hat open hi-hat လေးဘာလို့ open hi-hat ယူလိုက်မယ်ဒီကောင်ကိုထပ်ပွားမယ်ထပ်ဒီ hi-hat ဒီနှစ်ချက်စနေနှစ်ချက်ထပ်သွားတဲ့နေရာမှာလဲကျွန်တော်လည်းပေါ့ဗျာမှုလေးပါအောင်ပထမတစ်ချက်လေးကိုနည်းနည်း short လိုက်ဒါဆိုရင်ကျွန်တော်ဒီ10ပါးမြောက်ကိုပဲတစ်ချက်နားထောင်ကြည့်မယ် roll လေးကိုဒါဆိုရင်ကျွန်တော်10ပါး pattern တစ်ခုပေါ့ UI အဆုံးသတ်ဒီတိုင်းဆိုရင်မလှဘူးလေမလှတော့ကျွန်တော်ဒီဘက် selection tool ပြန်ယူလိုက်မယ် selection tool ကတော့ S ကိုနှိပ်ပြီးတော့ selection tool ယူလို့ရတယ်အမှန်တော့ဒါကောက်ရေးလိုက်လို့ရပါတယ်ကျွန်တော်ပြင်းတယ်ပေါ့ဗျာ copy ကူးလိုက်မယ် control C နှိပ်မယ်ပြီးရင်ဒီ9ပါးမြောက်နေရာမှာ paste ချမယ်အဲ့ဒါဆိုအဆုံးသတ်မှာ symbol လေးပါပါတယ်ဒါဆိုစနေပြန်တော့ထောက်ကြည့်အောင်ဒီလောက်လေးဆိုရင်ဒါဟိုဒါဟိုက sorry ဗျဒီနေရာမှာသူကဟိုဖြစ်နေတယ် open hi-hat ဖြစ်နေဒီမှာလည်းနှိပ်ပြီးလဲရွှေ့လို့ရတယ်ကျွန်တော်ဒီမှာပေါ်တိုးရလို့ရတယ်ဒီကောင်ကျွန်တော် A နှုတ်လိုချင်တယ်ဆိုတော့ A4 လိုချင်တယ် A ရဲ့ 4 တက်က A ကိုလိုချင်တယ် A ရွှေ့လိုက်ပြီးတော့ auto ရွေ့သွားပြီအဲ့ဒါပြန်တော့ကြည့်လိုက်ဆက်ထွက်ခြင်းမှာ symbol ပါတယ်
ဒီလောက်ဆို drum အကျန်းရေးတာလေးကိုသဘောပေါက်မလားမသိဘူးเนาะကိတ်ဝက်မှာ bass လေးထပ်တီးမယ်ပေါ့ကျွန်တော်1 man မှာဆိုရင်10က drum bass က17ဖြစ်တယ်ကောကျွန်တော်17ရွေးလိုက်မယ်ဗျဒီမှာ bass ပေါ့နော်ဒီမှာကျွန်တော် bass ရွေးမယ် bass ဆိုကျွန်တော် B နဲ့နှိပ်ပြီးရှာကြည့် finger bass လိုက် bass ကို90လောက်ထားလိုက်မယ်ပန်ကိုတော့ကျွန်တော်အလယ်မှာပဲ64ထားမယ်โอเคဒါဆိုဒီ line ကိုကျွန်တော်ဆက်လက်လုပ်လိုက်မယ်ရေ piano လို့ခေါ်လိုက်ဒါဆို bass တီးမယ် bass ကိုကျွန်တော် quiver နဲ့တီးမယ် quiver နှုတ်လေးအိတ်နှုတ်လိုက်မယ်ပြီးတော့တက်ခဲလိုက်ပြီမယ်ပြီးရင်ဒီလိုက်ဒီကောင်လေးကိုကျွန်တော်သူ့ရဲ့ duration က60ပေါ့နော်60ကိုကျွန်တော်နည်းနည်း short လိုက်55လောက်ထားလိုက်ဒီကောင်ဒုတိယချက်လေးကိုနည်းနည်း short လိုက်မယ်ဒုတိယတို့မျိုးလေး move ပေါင်းဒီ selection တို့ယူဒီကောင်ကျွန်တော် copy ကူးလိုက်မယ်ဗျာဒုတိယပြီးမှ paste လုပ်မယ်ဒီလေးခုတခါကျွန်တော် copy ယူမယ်ပြီးရင်ကျွန်တော်ကစားချပြီးတော့ paste လုပ်မယ်အဲဒါဆိုရင်တပါးသာရသွားပြီကျွန်တော်ကြည့်မယ်ဒီကောင်လေးကိုကျွန်တော် copy ကူးမယ်ပြီးရင်ကျွန်တော်ဒီ2ပါးနေစပြီးတော့ကျွန်တော် paste လုပ်မယ်ဒီကောင်ကျွန်တော်တိုးပြီးတော့ဒီကောင်ကိုကူးလိုက်ပြီးရင်လောက်ရွှေ့လိုက်ပြီးရင်ကဲဘာဖြစ်လဲဒီကျွန်တော် copy ကူးမယ်3မှာကျွန်တော် paste လုပ်ဒီမှာဆက်ပါမယ်ဒီကျွန်တော် file ယူလိုက်ဒီကတော့ကျွန်တော် control C ပဲဆက်နေမယ်ဒီပါမြောက်မှာကျွန်တော်ကောင်းချအောင်ကျွန်တော်ကြီးမှထားမယ်โอเคနောက်ဆုံးအောင်တော့ကျွန်တော်တို့မှာ C မှာပြန်ချမယ်ပေါ့အောင်လည်းချင်းလိုက်အောင်တော့ကျွန်တော်တန်းရှင်း3လီတာဆွဲထားလိုက်แล้วကျွန်တော်ချက်နာထောင်ကြည့်ဒါလေးနဲ့လှအောင်လို့ကျွန်တော်ဒီကောင်လေးကိုပြင်လိုက်မယ်နော်ဒီကောင်ကိုကျွန်တော်ဒီကောင်လာထားလိုက်အောင်လာထားလိုက်ပြီဒီကောင်ကျွန်တော်တီထားလိုက်ဒီကောင်လေးဒီကောင်ကျွန်တော်တီမှထားလိုက်တူတီလာဆိုထားလိုက်ဖာဖီဒါလည်းပို့လာအောင်ခေတ္တတစ်ခါပေးရပါပြီနော်အဲ့ကျွန်တော်နောက်တော့ပို့စင်ပြအောင်နောက်တစ်လိုင်းကိုကျွန်တော်စနစ်ကိုကျွန်တော်pianoလေးယူလိုက်မယ်pianoလေးလည်းပေါ့โอเคpianoတော့ကျွန်တော်ကျေးမှုလို့ကျွန်တော်80လောက်ပဲထားမယ်ဘယ်မှာ64ထားမယ်အဲဒီကောင် piano color တစ်ချိန်ပဲ
ရွေးပြရတယ်ဟာကြီးရစီရဘာလို့လဲထားမဒီမှာကပ်တက်တော့မပြေလို့ဝမ်းလိုက်โอเคဒါဆိုဒီ live ကိုကျွန်တော်ဆက်လုပ်မယ်ပြေလို့လို့ဒီကောင်ကိုကျွန်တော်တန်ပြတ်လို့ခြင်းလို့16လို့ယူလိုက်မယ်ဒီပေါင်းလိုက်လို့ကျွန်တော်တရားချက်လေးတွေရှော့လိုက်ဒီကောင် selection လုပ်ချင် F9 နဲ့ F10 ပိုကောင်းတယ် F9 နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီနေရာကိုကာဆာချပြီး F10 လေးနှိပ်လိုက်အဲ့တော့လူလူ copy ဆက်လက်လုပ်ပြီးရအဲ့ဒါကိုကျွန်တော် control C နှိပ်မယ်ပြီးရင်ကျွန်တော် control V နှိပ်မယ်ဒီကကျွန်တော် repetition 3ခါကြော်လိုက်ပါဗျာကြားလို့ဒါပြီးဒါဆိုဒီကောင်ကိုကျွန်တော်ဒီဆိုလုံးနေ G တွေကို A ပြောင်းလိုက်မယ်ဒါဆို A minor ဖြစ်သွားပြီ Okay ဒါဆို2မှာ F9 နေမယ်3မှာ F10 နေမယ်ပြီး control C နေမယ် Okayဒီ control view နေမယ်ဒါပေမဲ့ဒီကောင်တော့ကျွန်တော်တစ်ခုပဲယူမယ်အဲဆိုရင်ဒီမှာကျွန်တော် E ကို F ရောင်းလိုက်မယ်အဲ့ဒါပါတော့ဗျာဒီ3မှာကျွန်တော်ပုံစံတိုင်း F9 နှိပ်မယ်4မှာ F10 နှိပ်မယ်ဒီ control C Okayပြီးရင်ကျွန်တော် control V အဲ့မှာဒါ F ဖြစ်နေသေးတယ်အဲ့ဒီကောင်ကိုတော့ကျွန်တော် selection လုပ်လိုက်မယ်လုပ်ပြီးတော့ edit ကကျွန်တော် transport နှိပ်လိုက်မယ် transport နှိပ်ပြီးတော့ transport 3တာလေးတည်သွားအောင်ကျွန်တော် +2 လုပ်လိုက်မယ်အဲ့ဒါဆို G ဖြစ်သွားပြီဒီ text ကတစ်ခုပြီးကူလိုက် control C UI ဒီမှာကျွန်တော်တန်ရှင်းပြီးချတယ် control V Okay အဲ့ဒါကိုကျွန်တော်တန်ရှင်းဆွဲမယ် Okay ဒါလည်းခဲတယ်ရွေးပြီးတော့ဆက်ပြီးအဲ့ဒါပြန်သွားမယ်အဲ့တော့ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ drum ရဲ့ bass ရဲ့ piano ရဲ့ပေါ့ဒါလို့ဆိုတာလောဆယ် bass နဲ့ piano တီးတာလေးအချင်းတော့တီးသွားမယ်ပေါ့နော်ပထမတီးလက်စအပေါ်မှာပဲကျွန်တော် guitar တစ်လိုင်းထပ်တီးမယ်ပေါ့ channel 73လို့ယူလိုက်မယ် Okay ဘာမှ guitar ပေါ့ဒီမှာ guitar ကိုယူရမယ်ကျွန်တော်ဒီမှာ Ulang capital little guitar ဆိုကျွန်တော် guitar နဲ့ G လေးနှိပ်ပြီးရှာလိုက်ဒီမှာထွက်လာကျွန်တော် clean guitar ပဲယူလိုက်မယ်ဗျာ Okay ဒီကောင်ကိုကျွန်တော် solo တီးမှာမို့လို့တစ်ကျဲသုံးထားလိုက်မယ်120ခွန်ပန်ကိုတော့ကျွန်တော်64ပဲထား Okay အဲ့တော့ဒီကောင်ကိုကျွန်တော်ဆက်လက်လုပ်မယ်ပြီးရင် row ကိုခေါ်မယ်ဒီနားစာရေးလိုက်မယ်
လွယ်လွယ်ကူကူလေးပဲကျွန်တော်ရေးလိုက်မယ်နော်တို့ရေရီကိုကျိုးတွန်းမယ်ကျိုးတွန်းမှာဖြစ်တဲ့ကျွန်တော် V ကိုဒီပေါ် velocity မှာထောက်ပြီးတော့ V ကိုပြောင်းမယ်ဒီကောင်ကို re mi re do ကျွန်တော် re ကို re ကနေ mi ကိုဖြည်းဖြည်းချင်းသွားလေလို့ကျွန်တော်အတက်ကလေးလုပ်လိုက်ဒီကျွန်တော်ဒီနေရာမှာသူအတက်ကလေးပြင်လုပ်ပြရတယ်ဗျအမဲတုံးလေးဖြုတ်အောင်အဲဆိုသူကတတ်သွားပြီဒိုတီလာဆိုတော့ကူလာဒိုတီကိုကျွန်တော် pitch down လိုက်ပါဒီကောင်တော့ကျွန်တော်ဖြည်းဖြည်းမို့အမြန်သွားကျင်တာကျိုးကိုကျွန်တော်ဟမ်းမောင်းပူပေါ်ပုံမျိုး slide ပုံစံမျိုးဆွဲသွားတဲ့ပုံစံမျိုးလေးပေါ့ဒီချမ်းမအောက်ချလိုက်ဒိုတီလာမှာဒီကောင်ကျွန်တော်supply ချပြရမှာပြီးသွားရင်အခုလာဆိုကြကျွန်တော်အပြည့်ဆွဲချdisplay ကိုအပြည့်တောင်းပါဒီမှာတပ်ပြလိုက်တော့ချန်နာထောင်ကြည့်လိုက်ဒိုတီလာဆိုဆိုဖာစပလင်းချာလိုက်တော့မှာကျွန်တော်ဆိုဖာလို့ကျွန်တော် pitch down လိုက်ဒီမှာကျတော့ဒိုကျွန်တော်အပြည့်တွန်းမယ်ဒိုရီဒိုလို့ကျွန်တော်ဒီမှာအတက်ကလေးပြန်ထည့်ကဲစနေတာတော့ကြည့်မယ်ကျွန်တော်ဒိုလေးကိုကျွန်တော်ဟိုနောက်ဆုံးမှာ handshake လေးပေါ့နော်တုံနေတာလေး vibrate ဒိုလေးနည်းနည်းထည့်ခြင်းတယ်အဲ့အတွက်ကျွန်တော်ဒီက control ယူလိုက်မယ် control ယူလိုက်ရင်ဒီဘက်မှာ0ဆိုပြီးပေါ်လာတယ်အဲ့0မှာကျွန်တော်က modulation 1ကိုယူလိုက်ပြီးကျွန်တော်တုံတဲ့အတန်လေးနည်းနည်းထည့်မယ်ဘယ်လောက်တုံမလဲဆိုတော့နည်းနည်းပေါ့30ကျော်လောက်တုံလာလိုက်ဒါဆိုရင်ကျွန်တော်စနေပြန်လာထောက်ကြည့်တုံးနေနဲ့များနေစလောရှော့ဒါလေးဆိုရင်အခြေခံဂီတာရေးတာပေါ့နော်ကျွန်တော်အကျန်းလေးပါပဲတိတ်အရန်လှပအောင်လုပ်နေတော့ကျွန်တော် velocity တွေမချိန်ထားဘူးပေါ့နော် velocity ကတော့ဟိုလူတီးတဲ့မှုနဲ့တူအောင်တော့ velocity ကိုတော့နည်းနည်းအတိုး short လေးတော့လုပ်ပေးရမယ်ကျွန်တော်နည်းနည်းစီတော့လုပ်လိုက်မယ်အကျန်းပေါ့ဗျာဟိုရေးတဲ့သဘောတရားလေးသိသွားအောင်နော်
နောက်ဆုံးနောက်ထောင်ကြည့်လိုက်မယ်ဒါကျွန်တော် page toner လေးဗာလေးတည်သွားမယ်ဟုတ်နော်ကျွန်တော်နောက်ပိုင်းလေးကြာရင်ထပ်ပြီးတင်ပေးပါမယ်ကျွန်တော်ဗီဒီယိုမရှည်အောင်လို့တူတူလေးနဲ့ခက်မြန်မြန်လေးပဲအလွယ်လေးပဲကောက်တီးပေးလိုက်တာပါဒီခါကျွန်တော် base ကိုအရင်တီးမယ်73လို့ယူလိုက်မယ် channel ကိုဒီမှာကျွန်တော် band မှာ Roland Capital တော့ရွေးမယ် base မှာကကျွန်တော် base ဆိုတော့ finger base volume ကိုကျွန်တော်100ထားလိုက်မယ်ပန်ဟိုကထုံးတဲ့အတိုင်းအလဲမှာ64ပြီးဒီကောင်ဆက်လက်လုပ်မယ်စာရေးမယ်ကျွန်တော် piano လို့ခေါ်မယ်ကျွန်တော်4ပြီးမြောက်မှာတစ်ချက်တီးလိုက်ပြီးရင်ကျွန်တော် event list ကိုခဏသွားမယ်ဒီပေါ်မှာ event list view ဆိုတာရှိတယ်အဲ့ဒီကောင်တော့ဝင်လိုက်မယ်ဒီမှာဒီ note ဆိုတဲ့ဟာကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင် keyboard က computer keyboard က insert ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါသူတစ်ခုပွားသွားပြီအဲ့ဒီကောင်အပေါ်က note ကိုကျွန်တော်ထုံးတဲ့ရွေးမယ် enter ခေါက်မယ်ပေါ်လာတဲ့နေရာမှာကျွန်တော် RPM ဆိုတော့ရွေးပြီးတော့ okay နှိပ်မယ်ဒီဘက်မှာကျွန်တော်0ရွေးပြီး enter ခေါက်လိုက် paste band ဒီကောင်ကိုကျွန်တော် paste band range ပေါ့တော့1တုံးကို128ရှိတယ်ကျွန်တော်1280လောက်ထားလိုက်မယ်10 range ပေါ့1280ဆိုတော့ကျွန်တော်တွဲတုံးပေါ့ပြီးတော့ပြန်ပေးလိုက်မယ်ကျွန်တော် RPM ရွေးရတဲ့အကြောင်းက quick stream မှာကျွန်တော်ကစားခြင်းလို့ quick ကိုရွေးလိုက်ပဲဒီ velocity ရဲ့အောက်မှာ quick ကိုရွေးပြီးရင်ဒီကောင်ကိုကျွန်တော် pitch down မယ်ဒီနေရာ0တဲ့တဲ့ရနေပြီးတော့ကျွန်တော်အောက်ဘက်ကိုဆွဲချပြီးဒီနေရာလေးမှာကျွန်တော်အမဲလုံးလေးဖြစ်အောင်ထောက်ပြရအဲ့အမဲလုံးရဲ့ရည်ရွယ်ချက်ကရှေ့မှာလှုပ်ထားတဲ့အားတွေကနောက်မှာမတက်ရအောင်ဒီမှာလည်းအဆုံးတပ်လိုက်တာပေါ့ဒီ pitch band တွန်းထားတာဒါဆိုကျွန်တော်တစ်ချက်နားထောင်ကြည့်မယ်base guitar ကိုကျွန်တော်တို့ flat နောက်ကိုဆွဲသွားတာပေါ့နော် flat အဖျားကနေနောက်ကိုပုတ်ဆွဲသွားတဲ့အတန်ပေါ့အဲ့ဒီတန်ကိုလိုချင်လို့ကျွန်တော်ဒီအောင်သုံးတာပြီးသွားရင်ကျွန်တော်ဒီနေ့ဒီမှာ triplet တီးမယ် triplet ကို꿰ပါယူလိုက်မယ်ပြီးရင်ဒီ grip မှာသွားပြီးတော့အဲ့ triplet ကိုယူမယ် okay ဒီမှာ3ကိုနှိပ်ရမယ်အလဲတစ်လုံးခြံလာမယ်ပြီးတစ်လုံးတီးမယ်စွန်တစ်လုံးအလဲမတီးအလဲခြံခဲ့မယ်ဒီကောင်ကိုကျွန်တော် velocity ပြန်ရွေးမယ်ဒုတိယလုံးလေးတွေကိုအတန်နဲ့ short လူတီးတာဆန်အောင်တန်ဖိုးကလည်းလေးနေလိုက်တော့တန်ဖိုးမှာထောက်မယ်ကျွန်တော်130လောက်ထားလိုက်မယ်ဒီဒုတိယဘားဟာကို selection လုပ်လိုက်မယ်ဒီကောင်ကိုလာ A ကိုရွှေ့လိုက်
okay ပဲနဲ့ပြီးသွားရင်ဒီမှာဘာလို့ကတ်သွားမှာပေါ့တပါးရွေးမယ် copy control c ပြီးသွားရင်ကျွန်တော်3မှာ control v 3ကြော okay ပြီးသွားရင်ကျွန်တော်ဒီကောင်ကို a ကိုရွှေ့မှာ b a flat a ပြီးသွားရင်ဒီကောင်ကို on ဘာလို့ကတ်တော့ဘာပြေးမပါလို့ထင်တယ်ဒီဘားလေးကို selection လုပ်လိုက်မယ်ပြီးရင် control c okay ပြီးသွားရင်ကျွန်တော်3ပါးမြောက်မှာ paste လုပ်မယ် repetition ကို3ထားလိုက်မယ် okay နှိပ်လိုက်မယ်ဒါဆိုကျွန်တော်3ပါးပွားပြီးပါပြီဒီကောင်ကိုဒီတစ်ပါးကိုကျွန်တော် A ကိုရွှေ့မယ်မှန်ကိုဒီမှာပြန်တိုက်လို့ရတယ်ပြီးရင်ကျွန်တော်နောက်တစ်ပါးကိုပါပါဗျာဒီကတော့ကြာကန်ပြီးရင်ဒီကောင်ကိုကျွန်တော် G မှာထားမယ်ဒါလည်းကိုဒိုလာပါစဆုံးသက်လေးကိုဆုံးသက်လေးကိုကျွန်တော်ဒိုမှာပြန်ဆုံးလိုက်မယ်ဒီမှာခဲတောင်ပြန်ရွေးမယ်ဒါ base ရေတော့ကောင်တန်ပိုကမြင်နေသလိုခံစားရအောင်120ထားလိုက်ဒါဆို base ကိုခဏရလိုက်မယ်ဒေါ်လာဖတ်ပြီးသွားရင် channel 10ကျွန်တော် try ရေးမယ်ဒီကောင်ကို Roland GS Transit ဒီကRoland GS Transit အောက်က standard မှာထားလိုက်မယ် okay ပြီးရင်ဒီကောင်လည်း100ပဲထားမယ်နောက်ခုကပန်ကိုလည်း64ထားမယ်ပြီးရင်ဒီကောင် select လုပ်မယ်နာမည်နေမှာပြီးကျွန်တော် piano roll လေးခေါ်မယ်ကျွန်တော်8 note ယူမယ် triplet မလို့3ကိုယူမယ်ဒီမှာလည်း8 triplet ယူမယ် okay ဒီချက် velocity လေးတွေရတာဗျာလူမှုလေးပါအောင်တက်နိုင်တော့ရှော့ပြီးတော့အတိုးရှော့လို့ကြည့်ရပါ
ပြီးသွားရင်ကျွန်တော်စနေရေးမယ်စနေ 2e နဲ့ရေးပြီးသွားရင် hi hat hi hi ကိုကျွန်တော်တစ်ချက်ချင်းစီပဲထားလိုက်ပြီးကျွန်တော် selection 2ကိုယူမယ်ဒီကောင်ကို copy ကူးလိုက်မယ်ပြီး control C UI 3မှာကျွန်တော် control V သူ့လည်းအဲ့လိုပဲ3 repetition မှာ3ခုတစ်ခါလည်းပွားလိုက်သုံးသက်တစ်လုံးထည့်ရမယ်သုံးသက်မှာကျွန်တော်ခဲရယူမယ်ကိတစ်ချက်တီးလိုက်မယ် symbol ကိုကျွန်တော်တစ်ချက်တီးလိုက်ဒါဆို drum နဲ့ကျွန်တော်တို့ bass နဲ့ပြီးသွားပြီdrum မှာ roll မထည့်ရသေးဘူး roll ထည့်လိုက်မယ် roll ထည့်မယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ကြိုးရဖြတ်ပလိုက်တော့open tire time ဒီမှာစနေကို popular တီးလိုက်မယ်လေလုံးလေးနည်းနည်း short ဒီမှာလေတောင်းတောင်းhigh down တော့အသိမလှအောင် mid down တော့လေးစတည်တယ်ပြီး mid down တော့2အော်လေလုံး short ပြီအော်ဝါဒုတိယလုံးလေး short ပြီး flow roll လေးပဲနားထောင်ကြည့်အောင်โอเคဒါကိုကျွန်တော်အစဆုံးတစ်ချက်နားထောင်ကြည့်လိုက်အောင်ခင်ဒါ base ကရှေ့အထွက်ကလေးကဒီထက်တည်တာအောင်တော့ရေးသင့်ပါနော်ကျွန်တော်ကတော့ဒါအကျန်းရေးပြတာပေါ့ဒီလိုလုပ်လို့ရတယ်ဆိုတာကျွန်တော်တို့ကတိတ်တော့မလှအောင်ဒီကောင်လေးကဒီထဲကတော့အခုဖတ်နေတဲ့အတန်တွေကသူ့ရဲ့ K-Word software က general MIDI အတန်တွေမို့လို့အတန်တွေကမလှအောင်ဗျဒါတွေကကျွန်တော် keyboard ထဲမှာပြန်ဖွင့်လိုက်ရင်တော့ keyboard ထဲက rubber တွေ chorus တွေနဲ့သူ့ရဲ့ sound engine နဲ့ဆိုရင်အတန်တော်တော်လှသွားပါလိမ့်မယ်ဒါလောက်ဆို triplet ရေးတာ RPM နဲ့ pitch fan ကို 12 တင်တာတွေတည်သွားပါပြီခုထိကြည့်ပြီးတဲ့မိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးနောက်ဗီဒီယိုမှာကျွန်တော်ထပ်ဆုံကြပါမယ်